ပစလင်းကိုပြားရည်နဲ့ရောဆက်လိုက်တဲ့အခါတင့်အသားရည်ကိုဘယ်လိုမျိုးအန်သားစရာကောင်းအောင်ပြောင်းလဲပေးနိုင်မလဲဆိုတာမျှဝေပေးလိုက်ပါတယ်ဒီရောအနှောဟာအရေးအကြောင်းတွေကိုရောပါသက်သာစေပြီးမိန်ဖြော့နေရဲ့အသားရည်ကိုပြန်လည်ဝင်းပလာစေမှာဖြစ်ပါတယ်ဒီစွမ်းထက်အရောအနှောဟာအရေးပြားပေါ်မှာတင်းနေုံတင်မကပဲအသားရည်တွေကိုနက်နက်ရှိုင်းရှိုင်းစိတ်ဝင်သွားပြီးအရေးအကြောင်းတွေကိုပြည့်ဖြိုးလာစေတာကြောင့်တင့်မျက်နှာကိုပိုပြီးချုံးမွေ့ကအရွယ်တင်နှုတ်ပြိုစေပါတယ်ပစလင်းစားပွဲတင်စုံတစ်စုံကိုအခြေခံအနေနဲ့သုံးပါသူကအသားရည်ထဲမှာရေဓာတ်ကိုပိတ်လောင်ထားပေးပြီးအရေးအကြောင်းတွေကိုပိုတိတာစေတဲ့အသားချောက်သွေးမှုကိုကာကွယ်ပေးပါတယ်ပြားရည်ကိုထည့်ပါပြားရည်မှာတဘာဝဓာတ်တိုးဆန်းခြင်းပစ္စည်းတွေပါဝင်လို့ပျက်စီးနေတဲ့ဆဲတွေကိုပြုပြင်ပေးပြီးကိုလာဂျင်ထုတ်လုပ်မှုကိုမြင့်တင်ပေးပါတယ်မိုးဖုတ်ဆိုတာလက်ဖက်ရည်စုံတစ်စုံထည့်ပါသူကဆဲတွေတွေကိုညင်သာစွာဖယ်ရှားပေးပြီးအသားရည်တစ်ကိုပေါ်ထွက်လာစေပါတယ်ဗီတာမင် E နဲ့ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီဓာတ်တွေကျွဲဝတဲ့အုံးစီကိုထည့်ပါဒါဟာအသားရည်ကိုအာဟာရဖြည့်ပေးပြီးပြန်လည်ပြုပြင်ပေးပါတယ်ညအိပ်ယာမဝင်ခင်အသားရည်ပေါ်မှာပုံမှန်လိမ့်ပေးပါတင်ဟာဘယ်မျိုးကနေကြည့်နေတာလဲဆိုတာကိုကွန်မန့်မှာရေးပေးခဲ့ပါဦးနော်ဒီလိုမျိုးအသုံးဝင်တဲ့အသားရည်ထိမ့်သိမ့်မှုနေလန်းကောင်းတွေကိုထပ်ပြီးသိကျင်နေဆိုရင်တော့ like ပေးထားဖို့မမေ့နဲ့ဦးနော်